ဒီတော့ line bus မဖောက်ဘူးတဲ့ဟာကိုဖောက်ပြမှာပဲဖြစ်ပါတယ် line bus ကအရင်ကတော့အစားအစာတွေပဲစားပြပါပေါ့အခု line bus ဖောက်ပြမယ်ဒီမှာ line bus ကတော့ညစ်လို့ကောင်းဖောက်မယ်ကကြီးနဲ့ပါလေးလဲတော့မသိဘူးထဲထဲမှာဟောမတော့မပြောင်းမယ်ဒီမှာရပလာဖေးမပလာမစကပလာဖေးလီဆိုလေးရတယ်နဲ့ရိုးစီရလည်းဘာမှမဖြစ်ပါဘူးရိုးစီရအချက်ရိုးလေးလည်းရကောင်းပါတယ်လီဆိုလေးလည်းရကောင်းပါလီဆိုကိုကြောက်ဆုံးမပါလေးလေဟာရိုးလေးရဘာမှဖြစ်ပါကတ်ကြည့်လိုက်ပါလေးလေအထက်မှာမုံလေးပဲပါတယ်ကတ်ကြည့်ပါကဟာမမိုင်တော့မသိဘူးကဟာလီစာဖြစ်ပြီးပေါက်တဲ့ဟာရို့စ်ပါတိတ်ချမမြောင်မုံရို့ဒီမှာပတ်ပြောင်းလေးပါတယ်